ဒီတစ်ခေါက်ပြောမှာတော့ concentration index ပေါ့နော်ဒီ concentration index ကလည်းကျွန်တော်ဒီ health economics ပေါ့နော် professor တယောက်နဲ့လုပ်တဲ့ခါကျတော့သူစီကနေပြီးတော့မှသင်ယူရရှိတဲ့ဟာပေါ့နော်သူကတော့ဒီ measurement of inequality ပေါ့နော်ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ health outcome တွေကို inequality shootout ပေါ့နော်အဲ့ဒီကနေပြီးတော့မှတိုင်းတာတဲ့ဟာတွေပိုင်းမှာတော်တော်လေးစိတ်ဝင်စားတယ်ဆိုသူပြောတယ်သူအစပိုင်းကျွန်တော်အလုပ်တဲ့ခါတော့ကျွန်တော်ဒီဟာတွေစိတ်ဝင်စားအောင်သူခဏပြောလာတဲ့ခါကျတော့လိုက်ဖက်ကြည့်တယ်ဖက်ကြည့်ပြီးတော့မှလုပ်တဲ့ခါကျတော့အလုပ်ထဲမှာလည်းဒီဟာလေးတွေကပါလာတဲ့ခါကျတော့လိုက်လို့ကြည့်နေတုံးဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့မှလည်းနားလည်လိုက်တာအော်ဒီ measurement shootout ကလည်းကျွန်တော်တို့အတွက်အရေးကြီးပါလားပေါ့နော်ကျွန်တော်တို့အကယ်၍ head equity တွေအဲ equality တွေဒီဟာတွေကြီးကြီးမားမားမပြောဘူးဆိုလို့ရှိရင်တော့မှတာမန်ကျွန်တော်တို့ project တွေ program တွေမှာရှိတဲ့ beneficiary တွေပေါ့နော်သူတို့ရရှိတဲ့အကျိုးခံစား권ကဘယ်လိုမျိုးရရှိလဲအဲ့ဒါတွေရဲ့ distribution က well လို့ခေါ်လိုက်တဲ့ဒီအဲ household wealth ပေါ့နော်ဒီ household ရဲ့ကျွမ်းဝချမ်းသာမှုပုံမှာမူတည်လို့ရှိရင် relative wealth ပေါ့နော်ဘယ်သူတွေမှာပို့ပြီးတော့မှပိုရနေလဲပိုနည်းနေလဲဆိုအဲ့ M&E ရှုတော့ကနေလည်းတော်တော်လေးအသုံးဝင်မှာပေါ့နော်အဲ့ဆိုတော့ဒီ idea က drive လုပ်လာတဲ့နေဟာဘယ်ကနေ drive လုပ်လာလဲဆိုလို့ရှိရင်ဒီအဲကျွန်တော်တို့ဒီ Lawrence curve ပေါ့နော်အဲပြီးတော့မှအဲ့ Gini index တို့ပါတော့ဒီဟာတွေကတော့အရှိပိုင်းမှာစာနဲ့ရေးပြီးတော့မှရှင်းပြထားခဲ့တာပေါ့နော်အခုကစာရေးဖို့ကလည်းပြင်းလာတဲ့ခါကျတော့ recording မဲ့လုပ်ပြီးတော့မှပဲပြောတော့မှာပေါ့နော်ဒီ Laurent curve တို့ Gini index တို့ Gini curve တို့ဆိုလို့ရှိရင်ကျွန်တော်ဘာပြောမလဲဆိုလို့ရှိရင် domain ဟို dimension ကတစ်ခုပဲ the cumulative population ပေါ်မှာမူတည်ပြီးတော့မှာပေါ့နော်ဟိုလူဦးရေရဲ့ proportion ကများလာလေသူရဲ့ wealth ပေါ့နော်ဒီ household wealth ကအခြေအနေကဘယ်လိုရှိလာလဲဆိုတော့ကျွန်တော်တို့ graph နဲ့ပြကြတယ် Laurent curve ပေါ့နော် perfect equality perfect equity ပေါ့နော် perfect equality ပြောမယ်ဆိုလို့ရှိရင်တော့အကုန်လုံးက equal income ရှိကြတယ်ဆိုလို့ရှိရင်တော့ဗာလဲအဲ့ line ကြီးကဒီမှာပြထားတဲ့အတိုင်းပဲဘယ်လိုပြောမလဲဒီစတုခံလားတင်ချဟိုမှာတော့မေ့ပြောမှာတော့မေ့သွားပြီစတုရန်ပေါ့နော်ဒီစတုရန်ကိုတောက်ဖြတ်ထားတဲ့ပုံစံမျိုးတိုင်းဖြစ်နေလိမ့်မယ်ကွက်တီပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ဒီ household income တွေကနည်းနေတယ် population စပိုင်းတွေမှာနည်းနေတယ်ဒါပေမဲ့ population ဟိုနောက်ဆုံးပိုင်းရောက်လာတဲ့လူတွေမှာမှပြောချင်တာမှလည်းဆိုရှင်သူတို့ရဲ့ income တွေအရင်ကြီးမြင့်နေဆိုလို့ရှိရင်ဒီ Lawrence curve ပုံစံလေးထွက်လိမ့်မှာပေါ့နော်အဲဆိုအဲ့ကနေပြီးတော့မှဒါက wealth distribution ကိုကျွန်တော်တို့ပြကြတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါက bivariate ပေါ့နော် bivariate မဟုတ်ဘဲနဲ့ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲ multivariate ပြောမလားအာbivariate လို့ပြောဒါ variable တစ်ခုတည်းကိုပြတာပေါ့ဗျာဟိုtabulation လုပ်မယ်ဆိုလို့ရှိရင်တော့ဒါ variable တစ်ခုတည်း tabulation လုပ်တဲ့ပုံစံပေါ့နော်ဒါပေမဲ့ဒါကို two way tabulation ပုံစံလုပ်မယ်ဆိုဘယ်လိုလဲပေါ့နော်အာ dimension တစ်ခုတည်းမဟုတ်ဘဲနဲ့ dimension တစ်ခုနဲ့စဉ်းစားကြည့်မယ် dimension တစ်ခုကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ကျန်းမာရေးအောက်ကနေဖြစ်လိမ့်မယ်နောက် dimension တစ်ခုကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်အခုဒီ household social economic status ပေါ့နော်SES အဲ့ဒါကျွန်တော်အများဆုံးတိုင်းကြတဲ့ဟာတော့ဘာလဲဆိုလို့ရှိရင် wealth quintile နဲ့တိုင်းကြတာပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ဒီ health equity ကနေပြီးတော့မှသုံးထားတဲ့ health equity သုံး tools တွေကိုသုံးပြီးတော့မှတွက်လဲရတာပေါ့နော်ဒါမှမဟုတ်လေကိုယ့်ရဲ့ project မှာရှိတဲ့ဒီ access နဲ့ income data တွေသုံးပြီးတော့မှလည်းကျွန်တော်တို့ဒီ PCA score ပေါ့နော် analysis လုပ်ပြီးတော့မှကျွန်တော် quantile တွေတွက်လိုက်လို့လည်းရတာပေါ့နော်အဲ့တော့ဒီဟာကနေပြီးတော့ drive လုပ်လာတဲ့အခါဘယ်ကိုရောက်လာလဲဆိုလို့ချင်းကျွန်တော်ဒီ concentration index ဆိုတဲ့ဟာကိုရောက်လာတယ်ဒီနေရာမှာဒီစာအုပ်လေးကိုလည်းမိတ်ဆက်ချင်တယ်ပေါ့နော်ဒါဘယ်ရလဲဆိုလို့ရှိရင် World Bank ကနေပြီးတော့မှကျွန်တော်ထုတ်ထားတာကြားပြီကြားပြီဆိုပေမဲ့အခုချိန်ထိဒီတဲ့ဟာတွေကတော်တော်များများအသုံးပြုတော့မယ်ပေါ့နော်ကြားပြီဆိုပေမဲ့တော့မလောက်တော့ဘူးကျွန်တော်ဒီ publication date ဒီတာမှာကျွန်တော်မစစ်ဖြစ်ဘူးပေါ့နော်ဒီဟာကိုပဲတောက်လျှောက်သုံးနေဖြစ်တဲ့ခါကျတော့2008ပေါ့နော်အဲ့ဆို तू ကတော့ဘာလဲဆိုလို့ရှိရင်ဒီဟာလေးကောင်းတာတစ်ခုကဘာလဲဆိုလို့ရှိရင် तू ကဒီ household health ဘယ်လိုပြောမလဲ household survey ကိုသုံးပြီးတော့မှ health equity ကို analysis လုပ်တဲ့ဟာပေါ့နော် survey weighted analysis တွေပုံစံမျိုးထိပါ तू ကတွက်ပြထားတယ်
ဆိုတော့ concept ကိုလည်းရှင်းပြီးတယ် formula တွေလည်းပါတယ်ပြီးရင် status code တွေလည်းပါတယ်ပေါ့နော်အဲ status code တွေကတော့ follow လို့တော့လွယ်လိမ့်မယ် formula တွေကတော့ econ သမားတွေဆိုရင်တော့လွယ်လိမ့်မယ် econ background တွေမလာတဲ့လူတွေဆိုတော့နည်းနည်းရှုပ်လိမ့်မယ်ကျွန်တော်လည်း econ မဟုတ်ဘူးပေါ့နော်မဟုတ်ဆိုကျွန်တော်တို့တော်တော်ရှုပ်တယ်ဒါပေမဲ့လေဒီဟာလေးသုံးပြီးမှပဲတွေ့ရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီစာကိုဖတ်ဖြစ်တယ်ပေါ့နော်ဒီစာကဘယ်ရနိုင်လဲဆိုရင်ဒီ open knowledge repository မှာဒီဟာရှိတယ်ဒီ link လေးကိုလည်းကျွန်တော်တို့ဒီဟိုမှာချပေးထားမယ်ပေါ့နော် comment section မှာကျွန်တော်တို့ချပေးထားမယ်ဒီမှာသွားယူကြည့်လို့ရတာပေါ့နော်အဲစာအုပ်တစ်အုပ်လုံး download ဆွဲလိုက်ပေါ့နော်အဲ့တော့အခုပြောမယ့်ဟာတွေကဘယ်ကနေလာမလဲဆိုလို့ရှိရင်ဒီ concentration index ကိုကျွန်တော်တို့ဒီသူ့ရဲ့ chapter 7နဲ့ chapter 8ကနေပြီးတော့ပြောတဲ့ထဲကနေလာလိမ့်မယ်ဟုတ်ပြီနော် chapter တွေဆရာတို့ဒီမှာတစ်ချက်ကြည့်လိုက်ပါနော် chapter တွေတစ်ချက်ကြည့်လိုက်လို့ရှိရင်ဒီမှာသူရဲ့ chapter လိုက်ဘာတွေလဲပါလဲဆိုပါလိမ့်မယ်ဟုတ်ပြီနော်ကဲအဲ့ဆိုကျွန်တော် chapter 7ကိုသွားလိုက်အောင်ကျွန်တော်ဒီဘက်မှာဖွင့်ပြီးသားရှိတယ် concentration curve ပေါ့နော်ကျွန်တော် index ဒီပိုင်းမပြောခင် curve နဲ့ပြောလို့ရှိရင်ပို့ပြီးတော့မှ visualize ဖြစ်မလားပေါ့နော်အဲ concentration curve ကဘာလဲဆိုရင်ခုန Laurent curve ကို extend လုပ်ထားတာပဲဘာနဲ့ extend လုပ်ထားလဲဆိုရင်ဒီဟိုနဲ့ပေါ့နော်ကျွန်တော်တို့ဒီအဲ2 dimensional extend လုပ်ထားတာဟုတ်ပြီနော်အဲ့တော့ဒီ table လေးကိုကြည့်လိုက်အောင်ပေါ့နော်ဒီ table မှာဆိုလို့ရှိရင်ဒါတော့ကျွန်တော်တို့အိန္ဒိယမှာရှိတဲ့1980နဲ့90ကြားထဲမှာရှိတဲ့ under 5 modality ပေါ့နော်အဲဆိုလို့ရှိရင်သူ့ရဲ့ဒီ birth rate လည်းပါမယ်ပြီးလို့ရှိရင် U5 MR လည်းပါမယ်ပြီးရင် number of deaths ဆိုတော့ဒီဟိုပါပေါ့နော်သူဒီ death rate ရဲ့ဟိုလည်းပါလိမ့်မယ်ဟုတ်ပြီနော် Okay ဟိုဒီမှာတစ်ခုကတော့ပါ1000ငါဟာနေပြီးတော့မှနောက်တစ်ခုကတော့ဒီဟိုပါပေါ့သူတကယ်အကျွေ frequency number ပေါ့နော်အဲဆိုတော့ဟိုဒီဒီ number of death ကိုပဲကျွန်တော်ကြည့်လိုက်အောင်ဟုတ်ပြီနော်အဲဆိုဒီမှာဆိုဘာရှိမလဲဆိုလို့ရှိရင် what group ကသူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ quintile နဲ့လောက်ထားတယ်ဟုတ်ပြီနော် poorest poor middle rich richest ပေါ့နော်အဲ့မှာ second နဲ့ four ကတော့ဒါခုနပြောလို့ poor နဲ့ rich ကိုပြောထားတာပေါ့နော်အဲ့ဆိုတော့ဒီမှာသူဘာရှိမလဲဆိုဒီ group like ပေါ့နော်ဒီ group like ဒီ group like ရဲ့သူ့ရဲ့ means ပေါ့နော်အဲ cumulative debt ပေါ့နော် percentage ကဘယ်လောက်ရှိလဲပေါ့နော် cumulative percentage တွေကဘယ်လောက်ရှိလဲအဲ့ဒီဟာကိုကျွန်တော်တို့နောက်ဆုံး column မှာကျွန်တော်တို့ကတွက်ထားတယ်ဟုတ်ပြီနော်နောက်ဆုံး column မှာကျွန်တော်တို့တွက်ထားတယ်တွက်ထားတဲ့ဟာကိုကျွန်တော်တို့ဗာလဲဆိုရှင်အောက်မှာဒီ quintile ပေါ်မှာပေါ့နော် well quintile ပေါ်မှာမူတည်ပြီးတော့မှဒီ x ဝင်ယူရတော့ဗာလဲဆို well quintile ဖြစ်လိမ့်မယ်ဒီ y ဝင်ယူတော့ဗာလဲဆိုလို့ရှင် U5 cumulative depth ဒီနောက်ဆုံး column ဖြစ်လိမ့်မယ်အဲဆိုအဲ့ပေါ်မှာမူတည်ပြီးတော့မှ curve ကိုကျွန်တော်ဆွဲထားတယ်အိန္ဒိယကျွန်တော်ဗာလဲ dotted line လေးနဲ့เนาะ dotted line လေးနဲ့သွားတဲ့ခါကျတော့ဘာသွားတွေ့ရမလဲဒီပေါ်မှာသွားပြီးတော့မှခုံလေးသွားတွေ့လိမ့်မယ်ပြီးရင်ဘာတွေ့ရမလဲဒီမှာဒီ line ကတော့ဘာလဲဆိုလို့ရှိရင် equality เนาะအာလုံးဝ equal ဖြစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲအဲ့ line နဲ့ဟိုဖြစ်ရလိမ့်မယ်အဲ့တော့အခုဒီမှာကြည့်လိုက်ပါเนาะဒါဆိုလို့ရှိရင် curve ကဘာပြနေလဲ curve ကအပေါ်ရောက်နေဟုတ်ပြီနော်သူ့ရဲ့ဒီ concentration curve ကအပေါ်ရောက်နေပြီးဆရာတို့အဲ့မှာလည်းကြည့်လိုက်ပါနော်ဆရာတို့ဆရာမတို့ပေါ့နော်အဲ့မှာလည်းကြည့်လိုက်U5 modality ကဘယ် group မှာပုံများလဲဘယ် trend ကိုသွားနေလဲပေါ့နော်သူကဆင်းရဲတဲ့အဖွဲ့မှာဆိုလို့ရှိရင် modality ratio ကပိုများပြီးတော့မှfrequency ကောက်မှလည်းကြည့်လိုက်ပိုများတယ်ကျွန်တော်တို့4600 4400ပြောချင်တာပါလေတဖြည်းဖြည်းနဲ့နေသွားတယ်သူအဲ့တော့သူအတိတ်ပဲဘာလဲဆို curve ကအပေါ်ကိုရောက်တယ် equality line ရဲ့အပေါ်ကိုရောက်တယ်ဆိုလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်ဒီအဲ poorest group တွေကဘာဖြစ်မလဲဆိုလို့ရှိရင်ပိုပြီးတော့မှ worse off ဖြစ်မယ်ပေါ့နော်ပြောချင်တာပါဒီတစ်စိပါတန်ကဘယ်သူတွေဒီမှာပိုရောက်နေလဲဆိုရှင်ဆင်းရဲတဲ့မိသားစုဝင်တွေအိမ်အောင်စုတွေပေါ်မှာပို့ပြီးတော့မှရောက်နေဆိုသဘောပြတာပေါ့နော်အကယ်အဲ့ curve ကဒီ equity line ရဲ့အောက်ကိုရောက်မယ်ဆိုလို့ရှင်ဒါဘာပြလဲအာချမ်းသာတဲ့လူတွေကပို့ပြီးတော့မှဖြစ်နေတာပေါ့နော်အဲဆိုတော့ဒီ curve လေးကိုကြည့်ချင်းဟိုပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်ဟာဒါက graph ကြည့်လဲသိတာပဲဟို table ကြည့်လဲသိတာပဲဟုတ်ပါတယ် table ကြည့်လဲကျွန်တော်တို့သိတယ်ဒါပေမဲ့ဒီလိုမျိုး graph နဲ့ပြလိုက်တဲ့ခါကျတော့လေပိုတော့ visualize ဖြစ်တာပေါ့နော်ပြီးတော့မှချက်ချင်းပင်ဟာဘာဖြစ်နေလဲဆိုတဲ့ဟာကျွန်တော်တို့သိရတယ်ဟိုမှာဆိုလို့ရှိရင်ဟို thought process ရသွားမယ်ဆိုလို့ရှိရင် frequency count တစ်ခုချင်းစီကမှတ်မယ်ပြီးတော့မှ compare လုပ်အောင်မယ်ဒီမှာ graph ကိုကြည့်လိုက်တာနဲ့ဒီ graph ကအာတောက်ဖြတ်ဖြစ်နေတာလားဒါမှမဟုတ်တောက်ဖြတ်မြင်အပေါ်မှာရှိလားအောက်မှာရှိလားဒီပေါ်မူတည်ပြီးတော့မှကျွန်တော်တို့က
ချက်ချင်းပြောနိုင်တော့ဗောနော် okay အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟောဗောနော် concentration concentration curve ပေါ့နော် concentration curve ကိုအကယ်၍များအာကိုကနေပြီးတော့မှဟိုပြစ်ချင်တယ်ပေါ့နော်ဆွဲကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ Stata မှာ comment ရှိပါတယ်ဘာလဲဆိုလို့ရှိရင် GL curve ပေါ့နော်ဆို GL curve ပေါ်မှာ GL curve command ပေါ်မှာမူပြီးတော့ကျွန်တော်တို့ဆွဲကြည့်လို့ရတယ်အာ GL curve command ပေါ်မှာကျွန်တော်မူပြီးဆွဲလို့ရတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါသူကပုံမှန်ဟောပေးထားတယ်အာတစ်ချက်ကြည့်ကြည့်မလားဟုတ်ပြီနော်ဆိုကျွန်တော်ဒီမှာအာဒီမှာဘာရှိမလဲဆိုလို့ရှိရင်ဒါကကျွန်တော်ဟောပါတော့ကျွန်တော်အလုပ်မှာတုံးနေတယ်အလုပ်လက်ရှိအလုပ်လုပ်နေတဲ့ဟာပေါ့နော်ဟိုဒီအတွက်ဆိုပြီးတော့ပြင်ထားတဲ့ဟာတော့မဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဒီ house ဆိုးပေါ့နော် house ဆိုးမှာ adolescent ရဲ့ဒီ energy intake ပေါ့နော်ဆိုတော့ဒါ energy intake ဆိုလို့ရှိရင်ဒါသူ့ရဲ့ energy အဲ consumption မှာကျွန်တော်တင်တယ်24 hour recall နေလာတဲ့ဟာဖြစ်လိမ့်မယ် kilocalorie ဖြစ်လိမ့်မှာပေါ့နော်တွေ့ချင်ကျွန်တော်ဒီမှာပါရှိလဲဆိုလို့ရှိရင် SES ကိုကျွန်တော်တို့ခွင့်တိုင်းပေါ့နော် fine group နဲ့ကျွန်တော်ခွဲထားတာရှိတယ်အာ GL curve နဲ့ကျွန်တော်တို့တစ်ချက်ဆွဲကြည့်အောင်ဟုတ်ပြီနော် GL curve နဲ့ဆွဲကြည့်မယ် GL curve နဲ့ဆွဲမယ်ဆိုလို့ရှိရင်ဒါကကျွန်တော် energy ဒီကောင်ကတော့ y coordinate မှာထားမယ်ဆိုတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါဒီကောင်က ranking variable အသစ် create လုပ်မယ်အဲ့ ranking variable ဘယ်ကနေလာမှာလဲဆိုတော့ဒီ SCS ပေါ့နော်ဒီမှာတစ်ချက်တော့ရှိတယ်ဒီ SCS ကဘယ်ကနေလာလဲဆိုတဲ့ဟာလေးပြအောင်ပေါ့နော်ကျွန်တော်အဲ့ဒီ SCS ကဒီကောင်ကဘာလဲဆို continuous outcome ပေါ့နော် continuous variable ပေါ့နော် SCS ကကျွန်တော် continuous variable အဲ့ပုံမှာမူတည်ပြီးမှကျွန်တော် quantine ခွဲလို့ရှိရင် SCS5 ဆိုတဲ့ variable ရတာပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဒီကောင်ကရှိပြီးသား okay အဲ့ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ Laurent curve ကထွက်လာပြီနော်ထွက်လာပြီဆရာတို့တော့မြင်ရမှာမဟုတ်ဘူးနော် okay အဲ့ဆိုဒါ Laurent curve လေးရသွားပြီပေါ့နော်ဒီမှာတစ်ခုတော့ရှိတယ်ဒီမှာတစ်ခုတော့ရှိတာပါလဲဆိုရင်ကျွန်တော်ဥပမာဟို textbook ထဲမှာပြတဲ့ဟာလောက်အရင်ကြီးပါမဖြစ်ဘူးနော်တိတ်ပြီးတော့မှအရင်ကြီးဟိုမဖြစ်ဘူးအဲ့ဒါလဲဆရာတို့ဘယ်မှာကြည့်ရင်သိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပဲကြည့်ကြည့်လိုက်ပါဗျာ means တွေက group တစ်ခုနဲ့တစ်ခုကြားထဲမှာတိတ်ပြီးတော့မှမကွာကြဘူးဟုတ်မလားဒီ poorest group နဲ့ဒီ middle group ကြားထဲမှာတော့မတိမ်မယိမ်းနေပဲဒါပေမဲ့ဒီ richest group ကပဲဟို30 60လောက်ပို့ပြီးတော့ဟိုဖြစ်တာအဲဆိုတော့ဒီအခုသုံးနေတဲ့ data လေးကတော့အရန်တော့ဟိုဖြစ်ပါတော့အရန်ကြီးအာအာ richest group ကတော့ပို့ပြီးတော့မှ better off ဖြစ်တယ်ဒါပေမဲ့ဟို inequality ကအရန်ကြီးတိတိတသားကြီးဟိုဖြစ်မနေဘူးပေါ့ဗျာဟုတ်ပြီနော် okay အဲဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီကောင်ကဟုတ်ပြီဒါကဘာလဲဆိုလို့ရှိရင်အာ Laurent curve မဟုတ် concentration curve ပေါ့နော်ဟုတ်ပြီအဲဆို concentration curve ကိုသုံးပြီးပြီဆိုလို့ရှိရင်ဒါဆိုရင်ဒီ inequality ကိုနံပါတ်တစ်လုံးနဲ့ပြလို့မရဘူးလားဗောနော်ဒါဆိုကျွန်တော်တို့ဒီ well နဲ့ပတ်သက်တော့ဆိုလို့ရှိရင်ဒီ Laurent curve နဲ့ပြပြီးတော့မှအဲ့ဒီဟာပါလဲကျွန်တော် Gini အဲ Gini index နဲ့ပြတာဗောနော်ဆိုဒီကောင်ကမရဘူးလားဆိုတော့ရတာပေါ့ရဆိုဘယ်လိုလုပ်မလဲဒီဒီ textbook မှာပဲသွားကြည့်လိုက်ပေါ့နော် chapter 8ကတော့ကျွန်တော် concentration index ကြောင်းရှင်းပြထားတာဟုတ်ပြီနော်ရှင်းပြထားတယ်သူ့ရဲ့ဒါကတော့ဒီ8.1 formula တော့ပဲ Gini index ကနေပြီးတော့မှ drive လုပ်ထားတဲ့ formula ပေါ့နော်အာ geometry ပုံစံမျိုးပါတယ်နည်းနည်း standard form ပါပဲဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့အများဆုံးတွေ့မယ် paper တွေမှာကြည့်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လေတရားရောက်ရှင်းပြမယ်ဆိုလို့ရှိရင်လွယ်တဲ့ form လေးကဒီ standard form ထဲမှာ big ကောင်လေးကအကောင်းဆုံးလေးဆိုဒီကောင်လေးကအကောင်းဆုံးပဲဒီ8.3ပေါ့နော်8.3ဆိုဘာဖြစ်မလဲဆိုလို့ရှိရင်2 divided by mu ပေါ့နော် mu ကတော့ဒါကတော့ကျွန်တော် means ပေါ့နော်ကျွန်တော် outcan hell outcan variable ရဲ့ means ကိုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ပါဆို covariate ပေါ့နော် covariate ကတော့ဘာလဲဆိုလို့ရှိရင်ဒီအာ covariate ကဘာနဲ့တွက်ထားလဲဆို h နဲ့ r နဲ့ပေါ့နော် h နဲ့ r နဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒါပါလဲဆိုလို့ရှိရင် h ကကျွန်တော် ranking h ကဘယ်လိုပြောမလဲကျွန်တော် outcan variable outcan variable တန်ဖိုးတွေဖြစ်လိမ့်မယ် observation တစ်ခုချင်းစီပေါ့နော် hi ဖြစ်မှာပေါ့ဗျာ r ကတော့ဘာလဲဆိုလို့ရှိရင် ranking ပေါ့နော်အဲ့ခုနပြောတဲ့ဒီ outcan variable i ရဲ့house ဆိုရဲ့
သူ့ရဲ့ ranking ဥပမာ ranking ဆိုကျွန်တော်တို့ဒီ wealth quantile ကိုသုံးမှဆိုလို့ရှိရင်သူ့ရဲ့ wealth state ကဘယ်မှာရှိလဲဒီ R ကအဲ့ဒါကိုစားပြုတာပေါ့နော်အဲ့ဆိုတော့ဒီ covariate ပေါ့နော်2 divided by mu multiply by covariable x and r ပေါ့နော်အဲ့ဒါကိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာရမလဲဆိုလို့ရှိရင်ဒီအာ concentration index ကိုကျွန်တော်တို့တွက်လို့ရတာပေါ့နော် concentration index ကိုပြရရတယ်ကျွန်တော်တို့ကဏ္ဍတစ်လုံးထိနဲ့လည်းကျွန်တော်တို့ဒါပြောလို့ရတာပေါ့နော်ပြီးရင်ဟိုမှတ်ထားမှာပါလို့ဆိုရှင်ဒါတော့ interpretation ပိုင်းကြရင်သွားလိုက်မှာပေါ့နော်ဒီထဲမှာတော့ကျွန်တော်ဗာလဲဆိုရှင် concentration index ကို point estimation ကိုကျွန်တော်ဗာပြောမလဲ point estimation ကိုကျွန်တော်တို့ interval estimation တွေရောကျွန်တော်တို့ဒီမှာတွက်ပြထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီလောက်ထိအသေးသိမ့်သွားဘူးဒါပေမဲ့ဒီသဘောတရားလေးနားလည်အောင်တော့ကျွန်တော်သွားကြည့်ကြမှာပေါ့နော်ပြီးတော့ဒီဟာလေးတစ်ခုနည်းနည်းလေးမိတ်ဆက်ကြည့်ချင်တာပါလဲဆိုရှင် concentration index ကကျွန်တော်ခုနပြောတဲ့ equation 8.3 ကဟာကကျွန်တော်ဒီမှာequation 8.7 မှာဆိုရှင်ကျွန်တော်ဗာလဲဆိုဒီကောင်ကိုregression ပုံစံပြောင်းလို့ရတယ်ပေါ့နော် regression ပုံစံပြောင်းလို့ရတယ် regression ပုံစံပြောင်းတာလည်းအရေးကြီးတယ်အရေးကြီးတယ်ဆိုတော့ဘာလဲဆိုလို့ရှိရင်အဲ econ economics တော်တော်များများကသူတို့အလုပ်လုပ်တဲ့ဟာတွေအကုန်လုံးကို regression ပုံစံထဲ regression ပုံစံနဲ့အဲ့လိုမျိုးအကောင့်တွေပေါ်ကြတာများတာပေါ့နော်။ဘာလို့ဆို regression ကိုသုံးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီ regression မှာလုပ်တဲ့တခြားနည်းနာတွေအကုန်လုံးကိုကျွန်တော်ထည့်ပြီးတော့မှ apply လုပ်လို့ရတာ။ဥပမာဆိုလို့ရှိရင်တို့ဒီမှာပေါ့နော်ဒါကတော့နမူနာပြောပြတာပေါ့နော်။ဥပမာကျွန်တော်တို့ဒီခေါင်က ranking ကဟိုပါပဲရှိတယ်။world stated ပေါ့နော်။ဒီ social economic stated ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကသူ့ရဲ့gender တို့ age တို့ ਨੇ ကျွန်တော် control လုပ်မယ်ဆိုရင်ရောဒါမှမဟုတ်ရှင်လည်း geographical variable တွေကို control လုပ်မယ်ဆိုရင်ရောခုနက equation 8.3မှာပြထားတဲ့2 divided by mu covariance နဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့covariance ဆိုလို့ရှိရင်ဒီခုနကျွန်တော်တို့ထည့်ပြီးတော့မှ control လုပ်ချင်တဲ့ variable တွေပေါ့နော်အဲ့ဒါတွေထည့်လို့မရဘူးဒါပေမဲ့ regression ပုံစံပြောင်းလိုက်လို့ရှင်တော့ဗာရပါလိမ့်လဲဆိုရှင်ဒီကျွန်တော်တို့ control လုပ်ချင်တဲ့ variable တွေထည့်လိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့ဆို regression ပုံစံဆိုလို့ရှိရင်တော့ဒီမှာ alpha တော့ constant ပြီးလို့ရှိရင်ဒီ beta ကတော့ဗာလဲ r ကတော့ဗာလဲဆိုရှင် ranking ဟိုပါပေါ့နော် ranking 1ပေါ့နော်ပြောချင်တာကတော့ဗာဖြစ်မလဲဆိုလို့ရှိရင်သူ့ရဲ့ ranking ကအနောက်ကE ကတော့ဗာလဲဆိုလို့ရှိရင် epsilon ကတော့ဒါကတော့ error ပေါ့ဗျာဒီ beta r1 ကဘာကိုစားပြုလဲဆိုလို့ရှိရင်သူ့ရဲ့ ranking variable 1 point ပြောင်းသွားတိုင်းမှာအရှိက2 theta square r ပြီးတော့မှ h1 divided by nu ပေါ့နော်ဒီဟာလေးကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီဒီဒီ health outcome ရဲ့သူ့ရဲ့ဟို fractional rank ပေါ့နော်ဒီ health outcome ရဲ့ health outcome ရဲ့ condition ကဒီလောက်ထိပြောင်းသွားတယ်ဆိုတဲ့ဟာပေါ့နော်အရှိရဟာတော့ဒီဟာတော့ဒီမှာရေးထားတဲ့ဟာတော့ဘာလို့ဆိုလို့ရှိရင်ဒါတော့ concentration index ပါပဲအဲ formula drive လုပ်သွားတဲ့ပုံစံတော့ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဘက်လည်းကျွန်တော်လည်းသိချင်မဖြစ်စင်တာတော့ဒီမှာ machine ရေးပေါ့နော်ရှုပ်သွားမှလည်းဆိုလို့ဒါပေမဲ့ဒီမှာတစ်ချက် message ချင်တာပါလို့ဆိုရှင်သူရဲ့ standard form ကတော့အပေါ်မှာ8.3မှာပြထားတဲ့ဟာအာဒါပေမဲ့အဲ့ဒီကောင်ကိုကျွန်တော်တို့ regression ပုံစံနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီပုံစံရှိတယ်ဟုတ်ပြီနော် okay အဲ့ဆိုရင်အဲဒီစောက်လေးကကောင်းတာပါလဲဆိုလို့ရှိရင်ဒီ formula တွေပြပြီးဆိုလို့ရှိရင်သူကပါလဲဒီမှာတွက်တဲ့ပုံစံလေးလည်းပြထားတယ်ဟုတ်ပြီနော်ဒီမှာကို8.3 equation ကိုတွက်ရင်ဘယ်လောက်ကဖြစ်မလဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့8.7ကိုတွက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဒီမှာလေးလည်းပြထားတာပါနော် okay အဲ့ဆိုရင်တွက်ကြည့်မလားနော်တွက်ကြည့်ပြီးတော့မှအဖြေဘယ်လိုရလဲတစ်ချက်ကြည့်ကြမယ်လေနော် okay ဆရာတို့ဒီမျိုးဟွာလဲဒီကောင်ဒီဘက်ဘေးမှာခဏဖယ်ထားလိုက်မယ်နော်ကဲအဲ့ဒါကိုယ်တိုင်ပြန်လုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်တွေထဲတိုင်းပြန်ကြည့်လိုက်ပါတော့အဲ့ဆိုရင်သူ့ရဲ့ concept ကဘယ်ကနေလာလဲဆိုလို့ရှိရင်သူ့ရဲ့ concept ကကျွန်တော်တို့ဒီအဲအမြဲတမ်းမှတ်ထားမှာပါလဲဆိုလို့ရှိရင် outcome variable ရှိမယ်နောက်တစ်ခုကဘာရှိမလဲဆိုလို့ရှိရင် ranking variable ရှိမယ်ပေါ့နော်ဒါခုနကတော့ကျွန်တော်ဒီအာ concentration curve လောက်တဲ့ခါကျတော့ထွက်လာတဲ့ variable ဒီကောင်တွေကလည်းပြန်သုံးပါပဲဆိုတော့ထားလိုက်အောင်ဟုတ်ပြီနော်ဒီကျွန်တော်ရဲ့ outcome variable ဘာလဲဆိုလို့ရှိရင် energy ပေါ့နော်အာ outcome variable က energy ဖြစ်မယ်ကျွန်တော်တို့ရဲ့ဒီ
ranking ကတော့ဗာလဲဆိုရှင် social economic status continuous variable ကျွန်တော်တို့သုံးမယ်ဟုတ်ပြီနော်အဲဆိုနံပါတ်1အဆင့်အောင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုလို့ရှင်နံပါတ်1အဆင့်ကကျွန်တော်တို့ဒီဟောပေါ့ဒီဒီမှာဆရာတို့ကြည့်ကြည့်လိုက်ပါတော့ SCS ကကျွန်တော်ဒီမှာ minimum ဘလောက် maximum ဘလောက်ဒီလိုပုံစံမျိုးဖြစ်နေတယ် minus နဲ့ဒီဟောတန်ဖိုးရှိတယ်အဲဆိုတော့သူ့ဘာလုပ်အောင်လဲဆိုလို့ရှိရင် ranking ပုံစံအရင်ပြောင်းမှာမနော်အဲ့ဒါလည်းကျွန်တော်တို့ GL curve ဆိုတဲ့ဟာကို function မှာခုနကကျွန်တော်တို့ဒီ concentration curve သုံးတဲ့ equation command ကိုကျွန်တော်တို့သုံးလို့ရတာပေါ့နော်ဒါ stata မှာပေါ့နော်ကျွန်တော် rank ဆိုတဲ့ variable အသစ်တစ်ခု create လုပ်မယ်ဒီတစ်ခါတော့ကျွန်တော်ဗာလဲ graph မလို့ခြင်းဟုတ်ပြီနော်အဲ့ဒါတော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင် rank ဆိုတဲ့ variable တစ်ခုရလာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါတော့0နဲ့1နဲ့မှာရှိလိမ့်မယ်အဲ့ rank ကဟုတ်ပြီနော် okay အဲ့ဒါဆိုလို့ရှိရင်နံပါတ်ကျွန်တော် rank ရသွားပြီဒီ equation 8.3 formula ရဆိုလို့ရှိရင် 2 divided by mu ပေါ့နော်အဲ့ဆိုတော့ mu က mean ဆိုတော့ကျွန်တော်တို့ means ကိုကျွန်တော်အရင်တွက်ကြည့်မယ်ဟုတ်ပြီနော်ဟုတ်ပြီဒီမှာ means ကိုက1084.903အဲ့ဒါကိုကျွန်တော်က scalar နဲ့ခဏစေ့ထားလိုက်မယ်ဟုတ်ပြီနော်ဒါကတော့ r ရဲ့ r ဖြစ်တဲ့ state ရဲ့အသုံးအနှုန်းတွေပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ means လို့ပြောလိုက်လို့ရှိရင်ဒီနံပါတ်ကပြန်ဟွာလောက်လာလိမ့်မယ်ဟုတ်ပြီနော်ကဲအဲ့ဒါကတော့2 divided by mean ပြီးလို့ရှိရင် multiply by covariate ဆိုတော့ကျွန်တော် covariate ကျွန်တော်လုပ်မယ်အဲ့ဆိုသူ correlation metric ကျွန်တော်ခေါ်မယ်ဘာလဲဆို energy ပြီးလို့ရှိရင်နောက်ကပါလဲကျွန်တော်တို့ rank variable ဒီနှစ်ခုကိုကျွန်တော်တို့ covariate ကိုသုံးမယ်ဟုတ်ပြီနော်အော် option ရေးတာမှားပါတယ်ဟုတ်ပြီနော် return list ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ covariate သူတွက်ထားတဲ့ဟာဒီတန်ဖိုးကိုကျွန်တော်ယူလိုက်မယ်နော် scalar အာ OV ပေါ့ဒီနော်ပြန်စစ်မယ်ရှိပြီနော် okay အဲ့ဆိုရင်ဒီ concentration index ကိုကျွန်တော်တို့တစ်ခါလေးတွက်ကြည့်အောင်ဟုတ်ပြီနော် scalar c equal to ဘာလဲ2 divided by means 8.3 ရဆိုတော့ဒီမှာလေးဖြစ်အောင် c 8.3ပေါ့နော် c 8ဒီ point နဲ့ဟောမရအောင်ပြီးရင် multiply ဘာလာမလဲ correlation covariate လာလိမ့်မယ်ဟုတ်ပြီနော် okay အဲ့ဆိုရှင် list c 83 okay အဲ့ဆိုရှင်ဒါကသူ့ရဲ့အဲသူ့ရဲ့ဒါထွက်လာလိမ့်မယ်ဟုတ်ပြီနော် okay အဲ့ဆိုလို့ရှိရင်ဒါ equation 8.1နဲ့ပေါ့နော်ဒါဆို8.7နဲ့ဆိုရင်ရော8.7ကြာလို့ရှိရင်ကျွန်တော်တို့ဒီ regression ပုံစံပြောင်းထားတယ်သူကဘာလုပ်အောင်လဲဆိုလို့ရှိရင်ဒီ CI ဆိုတဲ့ဟာသူကဘာလုပ်အောင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ variance ရဲ့ပြီးတော့မှ outcome variance divided by mean ဆိုတဲ့ပုံစံနဲ့သွားမှာပေါ့နော်ဆိုအခုတစ်ခါဟိုဟာလုပ်ကြည့်မယ်ဟုတ်ပြီနော်အဲဆိုတော့ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်ဒီကျွန်တော် variance ကိုတက်မယ်ဒီ variance ကဘာလဲဆိုလို့ရှိရင်ဒီ ranking ရဲ့ variance ပေါ့နော် ranking ရဲ့ variance ကျွန်တော်တို့ variance ranking equal to r ဆိုတော့ကျွန်တော်ယူလိုက်မယ်โอเคနော်ပြီးရင်ဒီကောင်တော့ဘာလဲဆိုလို့ရှိရင်ဒီဟိုပါပေါ့ကျွန်တော်တို့ဒီconcentration index ဟိုမှာသုံးတဲ့ဟာဒီ formula ရှေ့ရဟာပေါ့နော်ဒီ RNK rank divided by position and divided by means okay အဲ့ဒါရှိကျွန်တော်ဘာလုပ်မလဲဆိုတော့ regression run လိုက်တော့မယ်ဒီ LHS ကို rank နဲ့ဘယ်လောက်သွားလဲပေါ့နော်အဲ့ဒါခုနဆရာတို့ကြည့်ကြည့်လိုက်ညာဟန်နဲ့ဟိုလည်းတူတူပဲပေါ့နော်regression နဲ့သွားတဲ့ခါကျတော့ဘာရမလဲဆိုရင် p value တွေပါကျွန်တော်တို့ရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဒါလေးတွေကတော့
အာအားသက်ချက်ပေါ့နော်ကဲအဲ့ဒါဆိုဒီဟာဘယ်လိုမျိုးဒီဟာဘယ်လိုဘာသာပြန်มาလဲပေါ့နော်ဒီကဘယ်လိုဘာသာပြန်มาလဲဆိုလို့ရှိရင်ဒီ concentration index ကကျွန်တော်တို့သူကဘယ်လိုဘာသာပြန်လို့ရှိရင်ဘယ်လိုရှိမလဲဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးက0ဆိုလို့ရှိရင်ဘာပြောမလဲဒီအဲ concentration index က0ဆိုလို့ရှိရင် inequality ဖြစ်မရှိဘူးပေါ့နော်။ဘာနဲ့တူတူလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ concentration curve မှာဒီမြင်းချောင်းကတောက်ဟိုမြင်းချောင်းကဒီကက်လက်ပြတ်တောက်တက်တက်ဖြစ်နေတဲ့ဟာပေါ့နော်။အဲ့ဒီ condition နဲ့တွားပြီးတော့မှတူလိမ့်မယ်။ဒီမှာဆိုဘာနဲ့တူမလဲဆိုဒီပုံစံပေါ့ဗျာ။အကယ်ဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်မှပြလိမ့်မယ်။အကယ်၍ဒီဟာကအပေါ်ရောက်နေတယ်ဆိုလို့ရှိရင်သူကဘာဖြစ်မလို့အပေါ်ရောက်နေတယ်ဆိုလို့ရှိရင်သူ့ရဲ့ concentration index ရဲ့တန်ဖိုးက greater than 1ဖြစ်လိမ့်မယ်ပြောချင်အပေါ်ရောက်နေတယ်ဆိုတော့ပြောတာအာကျွန်တော်တို့ဘယ်လိုပြောမလဲဟို wealthy group တွေကပို့ပြီးတော့မှ better off ဖြစ်တယ်ဆိုလို့ရှိရင် concentration index ကဘာဖြစ်မလဲဆိုလို့ရှိရင်တက်တက်ကြီးလိမ့်မယ်ပြောချင်တာဘာလဲဆိုလို့ရှိရင်အဲခုန better of the worst နဲ့ပြောလို့ရှိရင်နည်းနည်းရောသွားလိမ့်မယ်ဒီလိုမျိုးပဲပြောအောင်အခုအာအခုဒီမှာဆိုလို့ရှိရင်ဒါဘာလဲဆိုလို့ရှိရင်ဒါအာ nutrition ဟိုပါဘောနော် energy intake ပေါ့နော် energy intake ရဲ့ CI value ကိုကျွန်တော်တို့ကြည့်လိုက်တဲ့ခါကျတော့သူကဘာလဲ0.19 0.19လို့ပြောမယ်ဆိုလို့ရှိရင်သူကဘာဖြစ်မလဲဆိုလို့ရှိရင်သူက less than 0ပြောမယ်ဆိုလို့ရှိရင်သူကအဓိပ္ပာယ်ဘာလဲ0တောင်နေတယ်ဆိုလို့ရှိရင်ပြောချင်တာဒီအာ poorest ဒါမှမဟုတ်လို့ရှိရင် poor ဒီ social economic status မှာအာဆင်းရဲတဲ့ spectrum ထဲမှာရှိတဲ့ household တွေကပို့ပြီးတော့မှ energy intake ပိုနေနေတယ်ဟုတ်ပြီနော်အကယ်၍အာဒီဟို immunization coverage နဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒါအာ immunization coverage နဲ့ဆိုလည်းရှုပ်သွားအောင်မယ်ဒီ less than 0ဆိုလို့ရှိရင်တော့ဒါကကျွန်တော်ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီအာဒီဒီအာရာတွေကအာ disease prevalence တွေကကျွန်တော်တို့ဒီအာ poorest quantile မှာပို့ပြီးတော့များနေတယ် greater than 1ဆိုလို့ရှိရင်ဒီhealthy ဖြစ်တဲ့ quantile မှာဟိုများနေတယ်เนาะအဲဆိုဟိုတုံးတဲ့ဟာကတုံးလိုက်တဲ့ data set ကမှဖြစ်တဲ့ခါကျတော့ကျွန်တော်ပြန်စဉ်းစားတဲ့ဟာလေးကနည်းနည်းလေးဟိုဖြစ်သွားတာပေါ့နော်အဓိကတော့ဘာလဲဆိုလို့ရှိရင်ဒီဥပမာကိုပြန်ပဲယူကြည့်မယ်ဆိုလို့ရှိရင် energy intake တွေကဒီမှာဆိုလို့ရှိရင်သူကဘာဖြစ်မလဲဆိုလို့ရှိရင်ဒီအာ poorest family တွေမှာပို့ပြီးတော့မှများနေတယ်ဆိုတဲ့သဘောပေါ့နော် poorest family ဘက်မှာပို့ပြီးတော့မှ accumulate ဖြစ်နေမယ်ဒီ wealthy ဘက်မှာနည်းနည်းနေမယ်အဲ့ဒါလည်းကျွန်တော်တို့ဒါလည်းကျွန်တော် observation data ဆိုတော့ဒီအတိုင်းဟိုတေချာကျွန်တော်တို့ analysis လုပ်ဖို့ပြင်ထားတဲ့ data မဟုတ်ဘူးဆိုတော့လေနော်ခုထွက်လာတဲ့အဖြေကတော့နည်းနည်းတော့အာ counter intuitive တော့ဖြစ်နေလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီကနေမှတ်ထားမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီ concentration index က equal to 0ဆိုလို့ရှိရင် equality ဖြစ်တယ်ဟုတ်ပြီနော် less than 0ဆိုလို့ရှိရင်ဒီအာ poorest family တွေမှာပို့ပြီးတော့မှ accumulate ဖြစ်နေတယ်အဲ greater than 1ဆိုလို့ရှိရင်အာ wealthier family တွေမှာပို့ပြီးတော့မှ accumulate ဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကြည့်အောင်အဲ့ဒါအဲ့ outcome variable ကခုနပြော accumulate ဖြစ်တယ်ဆိုတဲ့ဟာ disease ဆိုလို့ရှိရင် disease တွေ accumulate ဖြစ်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း dietary score ဒါမှမဟုတ်လို့ရှိရင်လည်း food consumption score ဟိုဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲ accumulate ဖြစ်နေတာဖြစ်လိမ့်မယ်အဲကြောင့်မလို့ဟို disease outcome ပေါ်မှာမူတည်ပြီးတော့မှ worse off ဖြစ်တာလား better off ဖြစ်တာလားအဲ့ဒါတော့ဟိုဘက်တည်းတော့ပြောင်းနိုင်ခြင်းရှိမယ်ဟုတ်ပြီနော် okay အဲဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ concentration index ကိုကျွန်တော်တို့တွက်တာပေါ့နော်ခွဂိမ်းများခုနကတည်းကနည်းနည်းလေးရှုပ်သွားလို့ရှိရင်နည်းနည်းပြန်ပြီးတော့မှဒီနောက်ပိုင်းပြန်ရှင်းတဲ့ဟာလေးကိုနားထောင်ကြည့်ပေါ့နော်ပြီးတော့မှဒီနေရာမှာဟုတ်ပြီ
ဒါကြီးကငါတို့တွက်မယ်ဆိုရင်ဒီအမြဲတမ်းဒီဟာဒီကုတ်တွေပါတွေလုတ်ပြီးတော့တွက်နေရမှာလားမဟုတ်ဘူးပေါ့နော်အကယ်၍ဆရာသမားတို့ကစတီတာသုံးတဲ့လူဆိုလို့ရှိရင်တော့ तू ကဘာလဲဆိုလို့ရှိရင်ဒီခုနကတော့ Wolfman စာအုပ်ရေးထားတဲ့ဘိုးတော်ကြီးရမယ်ဘာလုတ်ထားလဲဆိုလို့ရှိရင်ဒီ Stata code ပေါ့နော်အဲ Stata code ကို create လုပ်ထားတယ် con index ပေါ့နော် con index ဆိုတဲ့ code ကိုလုပ်ထားတယ်ဒီထဲမှာ option တွေကတော့အများကြီးရှိတယ်တွက်တဲ့ option တွေဘာလို့လဲဆိုတော့ခုနကကျွန်တော် concentration index ကိုကျွန်တော် visit form ပဲပြထားတာကို visit form မဟုတ်ဘဲနဲ့ဒီထပ်သုံးလို့ရတဲ့သူရဲ့နည်းတွေလည်းရှိသေးတယ်ဆိုတော့ဒီထဲမှာအသေးစိတ်တော့သူပါလိမ့်မယ် link ကိုချထားပေးမယ်ပြီးရင်လည်းဒီမှာဒါကတော့ဒီ concentration index ကိုသုံးထားတဲ့co index ကိုသုံးပြီးတော့မှလည်းတွက်ထားတဲ့ဟိုဟာတွေပေါ့နော်အာ paper တွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူဒီမှာဆိုလို့ရှိရင်အဲ co index ကိုသုံးထားတဲ့ formula ပါလဲခုနပြောတဲ့8.3က formula ပဲသူတို့ကယူထားကြတယ်ဟုတ်ပြီနော်ဒါပေမဲ့ calculation ကတော့ co index ကိုသူတို့သုံးထားတာပေါ့နော်အာ result မှာတော့ကျွန်တော်ဒီမှာပေးပေးပါလိမ့်မယ်ဟုတ်ပြီနော် okay ဒါကလည်းနောက် paper တစ်ခုပဲဒီထဲမှာလည်းသူတို့ data ရပြောမယ်ဆိုလို့ရှိရင်concentration index ပေါ့နော် co index ကိုဒီမှာ co index ကိုသုံးထားတယ်လို့ပြောတယ်ဟုတ်ပြီနော်ဒါတော့ဆရာတို့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်ကြည့်လိုက်ပေါ့နော်အဲခုနပြောတဲ့ stata command ကတော့ဒီမှာရှိတယ် co index ပေါ့နော် stata command နဲ့ဆိုလို့ရှိရင်လွယ်လားဆိုတော့လွယ်တယ်နော် co index in energy ပြီးလို့ရှိရင်သူ rank မှာခဏနော်ကျွန်တော် help find ခေါ်ပြီးကြည့်မှရမယ်ဘာလို့ကျွန်တော်မေ့နေ okay အဲ့ဒါခုနကတော့ဒီမလို့ခင်မှာတွက်ထားတဲ့ဟာလေးရှိတယ်ဟုတ်ပြီနော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ co index energy အောက်ကန်ပေါ့နော် ranking variable ပါလဲကျွန်တော် SES ကိုထည့်မယ် true 0ကျွန်တော် keep run အောင်ပေါ့နော်ဒီ ranking ပုံစံတိုင်းဒီ option တွေတင်ထည့်မယ်ဆိုတော့ထည့်လိုက်မယ်ဟုတ်ပြီနော် okay ranking ကဒီမှာတော့ဒါပဲဖြစ်ခဏနော်ဒါက SES နဲ့မသုံးမနဲ့ဒီ create လုပ်ထားတယ်ပါဆိုရင်ရော okay ဟုတ်ပြီနော်ဒါဒီနေရာမှာတော့တစ်ချက်ဟိုပါပေါ့နော်ဒီအပေါ်ကတွက်တဲ့ဟာတွေအကုန်လုံးကကျွန်တော်တို့ဒီဟို GL curve ကနေလောက်ထားတဲ့ GL curve ကနေလောက်ထားတဲ့ formula ကြောင့်ပေါ့နော် GL curve မှာလောက်ထားတဲ့ formula ကြောင့်မလို့ကျွန်တော် original SES variable မသုံးမဲနဲ့သူကနေပြီးတော့ခါလေးတွက်ပြီးသားဒီ rank ဆိုတဲ့ variable သုံးပြီးတော့မှတွက်လိုက်တာပေါ့နော်။အဲဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပေါ့နော်။ဒီ value တူတူပဲပြီးတော့မှကျွန်တော်ဗာလဲဒီ value တူတူပဲဟုတ်ပြီနော် standard error တူတူပဲဟုတ်ပြီနော်အဲဆိုတော့ဒီ point estimation ကိုကျွန်တော်တို့ interval estimation ကိုဒီ command တစ်ခုတည်းနဲ့ကျွန်တော်တို့ဒီမှာအလုပ်လုပ်သွားလို့ရတာပေါ့နော် command တစ်ခုတည်းနဲ့ဒီမှာအလုပ်လုပ်သွားလို့ရတယ်ဒါကတော့ကျွန်တော်တို့ coindex ကိုသုံးတဲ့ဟာပေါ့နော် coindex ကိုသုံးလို့လုပ်သွားတယ်ဒီကနေဆက်ပြီးတော့မှ extend လုပ်လို့ရတဲ့ဟာတွေကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ achievement index ပေါ့နော် achievement index ဆိုတာဘာလဲဆိုလို့ရှိရင် prevalence rate ကိုကျွန်တော်တို့ concentration index ကိုပြောချင်တာဘာလဲဆိုလို့ရှိရင်အဲ prevalence rate ဟိုကျွန်တော်တို့ပုံမှန်ဆို prevalence လို့ပြောလိုက်လို့ရှိရင် population ရဲ့ mean score ပဲလीเนาะဒါပေမဲ့equity ပေါ်မှာ spectrum ပေါ်မှာထည့်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဆင်းရဲတဲ့အိမ်ထောင်စုတွေကပို့ပြီးတော့မှတက်ရောက်မှုများနေတယ်ဒါမှမဟုတ်ယောဂပိုဖြစ်နေဆိုလို့ရှိရင်ဟိုချမ်းသာတဲ့လူတွေကပို့ပြီးတော့မှ disease ဟိုဖြစ်တာနေပြီးတော့မှဆင်းရဲတဲ့လူတွေပို့တော့များတယ်ဆိုလို့ရှိရင်ဒီလိုမျိုးမညီမျှမှုအကောင့်လုပ်ပြီးတော့မှပြန်ပြီးတော့မှကျွန်တော်ဒီပါလေ prevalence ကိုပြန်တွက်တဲ့ဟာပေါ့နော်အဲဆိုတော့အဲ့ဒါကကျွန်တော်ဘာနဲ့တွက်လဲဆိုလို့ရှိရင် achievement index နဲ့တွက်တယ်ပြီးတော့ခုနကဒီ concentration index ကို regression ပုံစံပြောင်းထားတဲ့ကြောင့်မို့သူကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ control ပေါ့နော် covariate တွေထည့်ပြီးတော့မှတွက်လို့ရမယ်ပြီးနောက်တစ်ခုကဘာလုပ်လို့ရမလဲဆိုရင် decomposition ပေါ့နော်အဲ decomposition မသွားခင်မှာ ranking ကအခုမှကျွန်တော်တို့ကအဲ by variable ပေါ့နော် variable တစ်ခုတည်းကိုပဲကျွန်တော်သုံးနေတာအခုဆိုတာ wealth ကိုသုံးထားတာပေါ့နော်ဒါမှမဟုတ်တချို့ကဘာနဲ့ကြည့်ကြလဲဆိုလို့ရှိရင်education level နဲ့လည်းကြည့်ကြတယ် ranking ကို
နော်အာဒါဆိုတော့ ranking ကတော့ variable တစ်ခုပဲဖြစ်နေမယ်ကြိုက်တာသုံးပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဟို ranking ကို variable အများကြီးပေါင်းလို့ရင်ရောပြောချင်တာပါဆိုသူတက်ရောက်မှုတွေအားလုံး variable အများကြီးလည်းဖြစ်နိုင်တာဟုတ်တယ်မလားဒါဆို variable အများကြီးပေါင်းလို့မယ်ဆိုလို့ရှိရင်ဒီ multivariate vulnerability index ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွက်မယ်ဆိုရင်ဘယ်လိုလဲပေါ့နော်ဒီဟာတွေကအဲ့ခုနပြောတဲ့ concentration index ရဲ့ regression form ကနေဆက်ပြီးတော့မှတွားလို့ရတယ်ပြီးအဲ့ကနေပြီးတော့ကျွန်တော်ဗာလဲ decomposition analysis တွေကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ခရီးရှိနိုင်တယ်အကိဆရာတို့ဆရာမတို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းဒီ wall band စာအုပ်တွေကိုကြည့်လိုက်ပေါ့နော်နောက်ပိုင်း module တွေမှာဒီဟာတွေပါတယ်အဲကျွန်တော်လည်းဆက်တေချာပြင်ဆင်ပြီးတော့မှဒီ co-index command ကိုသုံးပြီးတော့မှဘယ်လိုတွက်လဲဆိုတဲ့ဟာတွေရယ်ပြီးတော့နောက်ပိုင်းကဒီအဲကို achievement index ဘယ်လိုတွက်ကြလဲdecomposition ဘယ်လိုလုပ်လဲဆိုတဲ့ဟာလေးကိုတော့တွားဖို့တော့စီစဉ်ထားတယ်ဟုတ်ပြီနော်ပြင်ဆင်ပြီးတော့မှပြန်လာခဲ့ပါမယ်အခုဒီနေ့ကတော့ဒီလောက်ထိပါပဲပေါ့နော်အဲကြောင့်ကျေးဇူးတင်ပါတယ်